အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးဆိုရင်ဖြင့် TikTok view တိုးနည်းတွေကိုမျှဝေပေးခြင်းပါတယ်TikTok view တိုးနည်းတွေကကျွန်တော်ဖုန်းတိုင်းမှာပါတဲ့ Chrome browser လေးတော့လိုအပ်ပါမယ် Chrome browser လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ရှာတဲ့နေရာလို့တစ်ချက်နှိပ်လိုက်ပါရှာတဲ့နေရာတစ်ချက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ရိုက်ရှာတဲ့အတိုင်းလေးရိုက်ရှာပေးလိုက်ပါခင်ဗျရိုက်ထားတဲ့အတိုင်းလေးရိုက်ပြီးဆိုရင်ရှာလိုက်ပါခင်ဗျဝယ်လို့ဒီလိုပေါ်လာပြီဆိုရင်ဖြင့်ပထမဆုံးကလင်းလေးကိုချက်နှိပ်လိုက်ပါဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်အောက်ထိဆွဲလိုက်ပါuser name ဆိုတာလေးတွေ့ရပါမယ် user name တွေ့ပြီဆိုရင်ကျွန်တော်ရဲ့ TikTok user name ကိုရိုက်ထည့်ပေးလိုက်ပါကိုယ်တငယ်ချင်းတွေကိုတိုးပေးခြင်းနဲ့ဆိုရင်ကိုယ်တငယ်ချင်းတွေရဲ့ TikTok ကောရဲ့ user name ကိုရိုက်ထည့်ပါကိုယ်ကောက်ဖို့တိုးမယ်ဆိုရင်ကိုယ်ကောရဲ့ user name ကိုရိုက်ထည့်ပါရိုက်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဆင်းအောင်လေးကိုချက်နှိပ်လိုက်ပါဒီလိုနေရာလေးရောက်ပြီဆိုရင်ကျွန်တော်ဒီမှာစက္ကန့်လေးစောင့်အောင်လိုက်ပါနော်စက္ကန့်လေးခဏစောင့်ပြီးလိုက်ပါဝေးစက္ကန့်ပြည့်သွားပြီဆိုရင်ကျွန်တော်တို့ချက်နှိပ်ပြီးလိုက်ပါဒါကတော့ကြောင်ညာပေါ်တာပါဒီအပေါ်ဆုံးအမှားကျေပြီးချက်နှိပ်လိုက်ပါဝေးလိုနေရပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ကဏ္ဍလေးတွေပေါ့နော်ကိုယ်ကဏ္ဍလေးတို့ရိုက်ထည့်ပေးလိုက်ပါကျွန်တော်အဝါရောင်လေးကိုချက်နှိပ်ပေးလိုက်ပါခေတ်ဆိုကျွန်တော် auto view ဆိုတဲ့ဥစ္စာလေးကိုအဝါရောင်လေးနဲ့ဟာလေးကိုချက်နှိပ်ပေးလိုက်ပါခုနကုတ်တွေကကျွန်တော်မှားသွားတယ်ဆိုရင်လည်းဘာမှဖြစ်ပေါ့နော်ဒါဆိုတော့အသေးအကုတ်နံပါတ်အသေးပြန်ပေးတယ်ပြန်ပေးပါတယ်ပေါ့နော်ဝေးအားဒီလိုနေရာရောက်ပါပြီဆိုရင်ကျွန်တော်တို့ TikTok တွေမှာတင်ထားတဲ့ဗီဒီယိုတွေကိုအကုန်တွေ့ရပါလိမ့်မယ်ကိုတိုးကြီးနဲ့ဗီဒီယိုချက်နှိပ်ပြီးတိုးလို့ရပါတယ်သူပေးထားတာတော့200 view ထိပဲတိုးလို့ရမယ်ပေါ့နော်အပြင်တိုးလို့မရပါဘူးသူပေးထားတယ်200 view ပဲပေးထားပါတယ်ဒါဆိုရင်ကျွန်တော်တို့တိုးမယ်ဆိုရင်ဒီကဝါရောင်လေးပေါ့နော်ဝါရောင်လေးကိုချက်နှိပ်ပေးလိုက်ပါအဲဆိုရင်ဒီလိုနေရာလေးရောက်သွားပါမယ်သူတစ်ချက်ပြည့်အောင်စောင့်ပေးလိုက်ပါခင်ဗျပြေးသွားပြီဆိုရင်ခုလိုအစားနေရာပြန်ရောက်သွားပါလိမ့်မယ်အစားပြန်ရောက်သွားတယ်ဆိုရင်ကျွန်တော်တို့ view တိုးတာအဆင်ပြေပြီပေါ့နော်အဲကျွန်တော်တို့ချက်တော့သွားပြီးတော့ view တိုးမတိုးသွားစစ်ပါမယ်ကျွန်တော်တို့ဒီမှာ view တိုးသွားပါပြီပေါ့နော်အစားရှိရကျွန်တော်200ကျော်ပါခု910ဖြစ်သွားပါတယ် view တိုးပါတယ်ပေါ့နော်ကျွန်တော်တို့နောက်ထပ်တိုးရင်လည်းဆိုရင်တိုးလို့ရရပေါ့နော်သူကအချိန်ထပ်ဆောင်ရပါတယ်ထပ်တိုးရင်လည်းဆိုရင်ဒါလေးတစ်ချက်ပြန်နှိပ်လိုက်ပါဒါလေး auto view လေးတစ်ချက်ပြန်နှိပ်လိုက်ပါအဲဆိုသူကဒီမှာပေါ့နော်10မိနစ်ဆောင်ရပါတယ်နောက်ထပ်ဗီဒီယိုထပ်တိုးရင်လည်းဆိုရင်နောက်ထပ် view ထပ်တိုးရင်လည်းဆိုရင်ဒီမှာ10မိနစ်ထပ်ဆောင်ရပါတယ်10မိနစ်ဆောင်ပြီးတော့မှကျွန်တော်တို့ထပ်ပြီးတော့ဒီပြင်ဗီဒီယိုတွေဖြစ်ဖြစ်ကိုတိုးရင်တဲ့ဗီဒီယိုတွေဖြစ်ဖြစ်အဲ့လိုထပ်ပြီးတော့200ထပ်ပြီးတော့တိုးလို့ရပါပေါ့နော်ဒီ10မိနစ်ဆောင်ပြီးတော့မှမိနစ်တွေဆောင်ပြီးတော့မှနောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့တိုးလို့ရပါမယ်တစ်ခါ view တိုးရင်200တိုးလို့ရပါတယ်ခင်ဗျ200အပြင်လည်းသူက view ကပို့ပြီးတော့ရတာလည်းရှိပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျလိုက်လို့ကြည့်ကြပါခင်ဗျတည်ကျင်တာလေးတွေရှိရဲဆိုရင်လည်း comment လေးမှာဝင်ရောက် comment လေးမှာဝင်ရောက်ရေးသွားလို့ရပါတယ်ကျွန်တော်သိတာရှိရင်လည်းပြန်လေးမျှဝေပေးပါမယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်